အရန်ကိုတော်ပါတယ်ထက်မြက်ပါတယ်ဆိုတော့ strong independent woman တွေအရာရာကိုလိုက်ပြီးတော့မလုပ်ပေးနဲ့အရာရာကိုလိုက်ပြီးတော့မကယ်ပေးနဲ့အရာရာကိုလိုက်ပြီးတော့ rescue မလုပ်နဲ့ကိုကသူ့ရဲ့ therapist လည်းမဟုတ်ဘူးကိုကသူ့ရဲ့ coach လည်းမဟုတ်ဘူးကိုကသူ့ရဲ့ care attention လည်းမဟုတ်ဘူးကျမတို့အိမ်အောင်ရေးမှာကျမအမျိုးသား struggle ဖြစ်နေတဲ့အချိန်တွေကျမအများကြီးကြုံရခဲ့တယ်2022တုန်းကဆိုရင်ကျမရဲ့ business က milestone တစ်ခုနဲ့ကျမ business တွေအများကြီးရှာခဲ့တယ်ပေါ့နော်ပို့ပြီးတော့ရခဲ့တယ်ပေါ့နော်ပထမဦးဆုံးအနေနဲ့အဲ့လိုမျိုးဖြစ်လာဆိုတဲ့အခါမှာအမျိုးသမီးတစ်ယောက်အနေနဲ့ကျမအရင် giving ဖြစ်တယ်ပေးခြင်းတယ် bills တွေကုန်ပေးခြင်းတယ်ပေါ့နော်ပေးရဆိုတဲ့အခါမှာကျမဘာကို notice ဖြစ်လဲဆိုတဲ့အခါ तू ကတော့တောင်းဆိုတာမဟုတ်ပါဘူး तू ကသူ့ဝင်ငွေနဲ့ तू ရှိတယ်ကျမကစပြီးတော့ volunteer လုပ်တာပေါ့နော်ဘာဖြစ်လဲဆိုတဲ့အခါကျတော့သူ့ဘက်ကလည်းနည်းနည်းပေါ့လာတာကိုကျမတွေ့ရတယ်ပထမဆုံးချက်ကျမဘက်ကလည်းအဲ့လိုအမြဲတမ်းကိုက sugar mama လို့လှုပ်လာတယ်ဆိုတဲ့အခါမှာသူ့ပေါ်မှာကျမ resentment တွေဖြစ်လာတယ်မကျေနပ်မှုတွေနည်းနည်းဖြစ်လာတယ်2022နဲ့2023အစမှာဆိုတော့ကျမတို့အရန်ခဏခဏရန်နေဖြစ်တာရန်နေပြီးတော့ကျမ2023မှာwe decided that he will be taking care of everything ပေါ့နော်ဒီကျမတို့ home bill ရှိမယ် main bill ရှိမယ်အစအရာရာ grocery fee ရှိမယ်အကုန်လုံးပေါ့အိမ်နဲ့ပတ်သက်တဲ့အရာရာပေါ့နော် bill အကြီးကြီးတွေအကုန်လုံးကတော့သူပဲကုန် take care လုပ်တော့တယ်ကျမဘာကို realize ဖြစ်သွားလဲဆိုတဲ့အခါကျတော့ကျမတို့တော်တယ်အရင်လည်း independent ဖြစ်တယ်ဒါပေမဲ့ကျမတို့ဝင်ပါတတ်တယ်နော်ဆရာကြီးတွေပေါ့သမီးကြီးဆိုပို့ဆိုကျမတို့ဆရာမကြီးတွေဆရာလောက်တာပေါ့နော်ဆိုတော့ကျမတော်တော်လေးကိုအဲ့ဒီဘိုင်းကျမလက်ကိုလှုပ်လိုက်ရတဲ့အပိုင်းတွေအများကြီးရှိတယ်သူ့ကိုပေးလှုပ်လိုက်တာအဲ့တော့တချို့အချိန်တွေမှာဘယ်လိုအားပေးလဲဆိုတော့ you can do it you can lead this family ဒီအိမ်လုံးမှာခေါင်းဆောင်ကနေမယ်ဒီလိုမျိုးကျမအလုပ်လုပ်တယ်တော့ကျမ leader ပဲကျမဥဆောင်နေသူပဲဒါပေမဲ့ကျမတော့အိမ်မှာကျမဘာမှမလုပ်တတ်ဘူးပလင်းဖွင့်နေမလားယောက်ျားအောင်ဖွင့်ခိုင်းတယ်ခလေးထမင်းယောက်ျားကျွေးတယ်ခလေးကြောင်းဖို့ယောက်ျားပို့တယ်ကျမမနဲ့ဆိုရင်နည်းနည်းလေးပို့ပြီးတော့အိတ်ရတယ်အရာအားလုံးကိုကျမကနင်ကဥဆောင်နေသူနင်က leader I trust you နင်လုပ်နေတဲ့ process ကိုငါယုံကြည်တယ်တချို့နေရာတွေမှာအသေးအပွင့်မရှိသေးပေမဲ့လေဒါကိုဆက်လုပ်ပါဆိုရင်ကျမ encourage ပါဇက်လေးတဲ့ပဲကျမပြောရလေနော်ကျမဆရာမလုပ်တော့ဘူးဟိုကလှုပ်လိုက်ဒီကလှုပ်လိုက်ဆိုတော့ကျမမပြောတော့ဒီမိသားစုကိုအကောင်လုံးထောက်ပံ့လို့ရမယ်ဆိုနင်စဉ်းစားအဲ့လိုနင်စဉ်းစားပြီဆိုတဲ့အခါကျရင်ကျမလည်းပို့ပြီးတော့စိတ်ဖြစ်လာမယ်ကျမလည်းအလကားထိုင်စားနေတဲ့သူတော့မဟုတ်ဘူးကျမလည်း contribute လုပ်နေတဲ့အပိုင်းမျိုးတွေတော့ရှိတယ်ကျမတို့ကတချို့နေရာမှာ think line လေးပေါ့နော် you're not trying to overstep what can he lead သူရဲ့ leadership skills ကိုကျမတို့က question မထုတ်မိစေနဲ့ we have two personality ကျမတို့မှာ personality တစ်ခုဖြစ်နေအလုံးမှာဆိုရင်ကျမတို့ကဟာလုံးမယ်ချမယ် strong independent woman ဒါပေမဲ့အိမ်မှာဆိုရင် strong independent woman တချို့နေရာတွေမှာလုံးလို့မရဘူးအရန်ကိုတော်တဲ့အမျိုးသမီးတွေကပတ်စံရှာနိုင်ပြီးတော့ကျမတို့အိမ်အောင်ရေးမှာဒီလိုမျိုး love and relationship မှာတော်တော်လေးအဲ့ဒီ dynamic မှာနည်းနည်းလေး struggle ဖြစ်တယ်ဒုက္ခရောက်တာကိုကျွန်မတွေ့ရတယ်ကျွန်မကတော့ pro marriage အိမ်အောင်ရေးကိုအားပေးတယ်ခလေးယူရတော့အားပေးတယ်မိသားစုဖွဲ့စည်းတာကိုအားပေးတဲ့သူဖြစ်တဲ့အတွက်ကြောင့်မို့တော်တဲ့အမျိုးသမီးတွေကိုတော်တဲ့အမျိုးသား provider အမျိုးသားတွေနဲ့ပဲရှိစေချင်တယ်။ဘာကြောင့်လဲဆိုတော့ဒီ family တစ်ခုကဒီလိုမျိုးကိုယ့်နေရာကိုသိတယ်ကိုယ့်ရဲ့ role ကိုသိတယ်ဆိုတဲ့အခါကျရင် you can build the empire you're going to be a power couple no matter what ယောက်ျားတွေကမိန်းမတွေရှိအလိုချင်ဆုံးအရာတစ်ခုမိန်းမတွေကယောက်ျားတွေရှိအလိုချင်ဆုံးအရာတစ်ခုဒီ concept နှစ်ခုဒီ formula နှစ်ခုကို upcoming လာမယ် spiritual magnetism how to become spiritually attractive မှာဒီ course မှာဒီ journey မှာကျွန်မအသေးစိတ်ပြောပြသွားဖို့ရှိတယ်အဲ့ဒီ course မှာကိုက single mom independent woman visionary woman strong woman couple တွေနော်ကိုကဒါမှမဟုတ် divorce ဖြစ်နေရဆိုတဲ့အခါကျရင်ဘာပဲဖြစ်ဖြစ်ပေါ့ကောဘယ်နေရာမှာပဲဖြစ်ဒီ course ကိုကျမက spiritually attractive ဖြစ်ချင်တဲ့သူတွေအကုန်လုံး relationship မှာဒီလိုမျိုး harmonious ဖြစ်ပြီးတော့ဒီ family dynamic မှာဒီအိမ်အောင်ရေးတွေမှာကိုယ့်ရဲ့ role ကိုတေချာသိပြီးတော့ဘယ်နေရာမှာကိုအားစိုက်ထုတ်ရမလဲဘယ်နေရာကိုလက်ကိုလုံးရမလဲသိပြီးတော့ကိုယောက်ျားလည်းကိုချစ်လာမယ်ကိုမိန်းမလည်းဒီထက်ပိုပြီးတော့ချစ်လာမယ်လေးစားမယ် respect ရှိလာမယ် we need thatအဲ့လိုမျိုး synchronize ဖြစ်လေအဲ့လိုမျိုးဒီအိမ်မှာတာယာလေကျမတို့ mental health တွေလည်းပိုကောင်းလာမယ်စီးပွားရေးလည်းပိုရှာနိုင်လာမယ်တငယ်ချင်းအပေါင်းအသင်းတွေလည်းပြော hang out လုပ်လို့ရမယ် so please upcoming မှာအဲ့ဒီ costly လာဖို့ရှိဖို့ကျမကဖိတ်ခေါ်ပါတယ် he does everything သူကအကုန်ဖြည့်ဆည်းပေးတယ်သူကအကုန် provide လုပ်တယ်ဆိုတော့ provider energy သူပစံကလည်းကိုပစံပဲကိုပစံကလည်းကိုပစံပဲဖြစ်လာဖို့အတွက်အဲ့ဒီ nation ကိုရောက်လာဖို့အတွက်ကိုကျမတို့ spiritual magnetism မှာပြန်ပြီးတော့တွေ့ကြပါတယ်ဒီ video ရဲ့ comment section အောက်မှာ
power couple ဆိုပြီးတော့ message လေးချခဲ့ပေးမယ်ဆိုတဲ့အခါကျရင်ကျွန်မ invitation လေးပို့လိုက်ပါမယ် video ရဲ့ comment section မှာပဲကျွန်မတို့ edit special mechanism မှာဘာတွေပြောမလဲဆိုတာကိုလည်း sales page လေး landing page လေးလုပ်ပေးထားတဲ့အတွက်ကြောင့်မို့အကုန်လုံးဖတ်ပြီးတော့ကိုကလည်း you're coming you're excited to come you're excited to learn more you want to thrive your relationship you want to thrive in your marriage ဆိုတဲ့အခါကျရင်เนาะ this is it and I can't wait to see you soon